မိမိကိုယ်ကိုအရက်30စင်တီမီတာပိုရှည်လာစေရန်အတွက်ညက်ဖက်နဲ့တရံကိုအံ့ဩစရာကောင်းလောက်အောင်ဖြတ်ညက်ပစ်လိုက်ပြီးထို့နောက်ဖက်နှက်ဖက်နှောက်ကိုတားရည်ဖက်နှက်ထဲသို့ထည့်သွင်းလိုက်သည်သို့တော့သူဤသို့ပြုလို့ရခြင်းမှာအိမ်အောင်ဖက်ရှာရန်ချင်းတွေ့ရန်အတွက်မဟုတ်ပဲအသေးစော၍တေဆုံးသွားခဲ့ပြီဖြစ်သောလူတစ်ယောက်အဖြစ်အသွင်ယူဟန်ဆောင်လိုသောကြောင့်ဖြစ်တယ်ထို့နောက်တွင်လည်းအဖိုးအိုကျွေဆရာကြီးကျွေသည်ယထာဘူရာယုံတို့အလင်းမြန်လာရောက်ကလက်မှတ်ဝယ်ယူလေသည်ယထာကမိနစ်20နောက်ကျမည်ဟုသောစကားကိုကြားလိုက်ရသဖြင့်အဖိုးအိုကျွေသည်ချက်ချင်းပင်စိတ်ကူးပြောင်းသွားခဲ့သည်ထို့နောက်လက်မှတ်ရောင်းသူအားအစောဆုံးထွက်ခွာပြီးယထာခီးစဉ်ကိုချက်ချင်းမြင်မြန်လေသည်လက်မှတ်စစ်ဆေးခြင်းရနာရန်10မိနစ်တာလိုတော့သည်ကုမင်းတို့မောင်းနေမိ73ယထာတစင်ရှိကြောင်းကြားသိရတော့အခါသူသည်တွန့်ဆုတ်ခြင်းမရှိဘဲဤခီးစဉ်ကိုသာရွေးချယ်လိုက်တော်သည်သို့တော့လက်မှတ်ရောင်းသူကသူစင်းမဲ့ပူတာကိုမေးမြန်းသည့်အခါမှာသူသည်ပြန်လည်မဖြေကြားနိုင်ဘူးဖြစ်နေခဲ့တယ်အဖိုးအိုချွေရဲကယခုကဲ့သို့မူမောင်မှန်သောအလုပ်ရများကိုပြုလုပ်ရခြင်းမှာတမင်တက်တက်ပင်မိယထာဝန်ထမ်းများ၏အမှတ်ရမှုကိုပုံမနှဆိုင်သွားစေရန်ဖြစ်သည်ယထာပေါ်သို့အစဉ်ပြေပြေတိုးဝှေ့တက်ရောက်ပြီးနောက်တွင်သူသည်တာမန်ခီးတဲ့များကဲ့သို့ထိုင်ကုန်ကိုလိုက်လံရှာဖွေခြင်းမပြုဘဲပထမဆုံးအချိန်၌ပင်တန့်စင်ကန်းသို့ရောက်ရှိလာခဲ့သည်ဤသူများတတိမထားမိကိုက်ကိုအခွင့်ကောင်းယူကာအဝိစားတစုံကိုအမြန်လဲလှယ်၍ထွက်လာခဲ့လိုက်တယ်ယထာစတင်ထွက်ခွာတော့မီအချိန်ပိုင်းတွင်အခြားတွဲတစ်ခုမှနေ၍တိတ်တဆိတ်ယထာပေါ်မှဆင်းခဲ့သည်သို့တော့သူမိယထာဘူတာယုံမှခြေတလန်းလန်း၍ထွက်ခွာသွားသည်နှင့်ရဲတပ်ဖွဲ့သည်အနီးနားရှိဒေသခံပြည်သူများ၏တိုင်ကြားချက်ကိုရရှိခဲ့သည်ထိုချင်းရှောင်းမင်းဆိုသူမှာခုနကချွေရဲဟန်ဆောင်တွင်ယူထားခဲ့တော်လူဖြစ်တယ်အမှန်စတော့လွန်ခဲ့သောနာရီအနေငယ်ခန့်ကဘဝန်ထမ်းတဦးဖြစ်သူချင်းရှောင်းမင်းသည်တပြများငွေတဲရင်ကိုလူရက်သည့်အတွင်းလူသတင်းကိုသိရှိထားသောကြောင့်နောက်ဆုံးတွင်အသက်ရှင်ကျန်ရစ်သူတပြရှိချီကကြောက်ခဲဖြင့်ထူရိုက်တစ်ဖြတ်ခြင်းကိုခံခဲ့ရသည်ကိုဝေချီဆရာချွေရဲသည်တပြတယောက်မဟုတ်တော့လေသူသည်ဓာပြများနှင့်အရှုပ်ထွေးပေါင်းများစွာပတ်သက်ဆက်နွယ်နေခဲ့သည်ထို့ပြင်မိမိ၏တန်တရားဖြစ်ဖွယ်အပြစ်များမှလုံးဝကင်းစင်သွားစေရန်အတွက်ထို့ကြောင့်ချွေရဲသည်စိတ်တိုင်းကြအကွက်စစ်စစ်စီစဉ်ခဲ့သည်မတ်မုံပင်အစာစည်းပင်အသေးခံသည့်အကွက်လူစားလဲသည့်ပြဆက်တစ်ခုလိုသူကချင်းရှောင်းမင်းတေဆုံးသွားခဲ့ပြီဖြစ်သောအမှန်တရားကိုဖုံးကွယ်ပေးနိုင်ုံသာမကရဲတပ်ဖွဲ့ကိုလည်းသူဒီပင်ပစ္စမမြောက်တပြဖြစ်သည်ဟုအထင်မှားသွားစေနိုင်တယ်ထို့ကြောင့်သူတို့သည်ချင်းရှောင်းမင်း၏မှတ်ပုံတင်ချက်လက်များကိုအသုံးပြုကာယာယီခန်းတစ်ခန်းကိုငှားရမ်းခဲ့တယ်ထို့နောက်အခန်းထဲရှိအထိုင်ဖုံးကိုအသုံးပြု၍မိရထားဘူရာယုံတို့ဖုံးလန်းဆက်ခဲ့သည်ဤဖုံးခေါ်ဆိုမှုသည်အကွက်ချစီစဉ်ခြင်း၏ပထမဆုံးခြေလှမ်းဖြစ်သည်ထို့နောက်တွင်ချွေရဲသည်မိမိကိုယ်ကိုချင်းရှောင်းမင်း၏အတွင်ပြင်တိုင်းဟန်ဆောင်မှုပြင်ဆင်ခဲ့သည်အရက်အမြင့်မမိတာကြောင့်ညက်ဖက်နဲ့တရံကိုဖြက်က30စင်တီမီတာမြင့်လိုက်တယ်သို့တော့ဤအစီအစဉ်ကိုအောင်မြင်အောင်လုပ်ဆောင်ရန်အတွက်ချွေရဲတဦးရဲ့အပေါ်၌သာအားကိုးလို့မရဘူးဒါကြောင့်သူသည်ရှက်ချီရှေ့မောက်သို့ရှောက်လန်းသွားပြီနောက်ထပ်လှုပ်ဆောင်ရမည့်တာဝန်များကိုပြန်လည်ပြောပြခိုင်းတယ်ရှက်ချီဟူသောဤအကြံတုံးမှာမူဒီအကွက်ချမှုတွေတွင်အကြီးမားဆုံးသောအပြောင်းလဲဖြစ်သည်မှာတန်တရားဖြစ်ပွင့်မရှိပေသို့တော့ကိစ္စတွေကအခုအခြေအနေသို့ရောက်ရှိနေပြီဖြစ်ရာချွေရဲလည်းစိတ်ရှိတိခံကစကားအနှဲငယ်ထပ်မံမှကြားလိုက်ယုံသာတက်နိုင်တော့သည်ထို့နောက်မိမိနှင့်အတူအမြဲဆောင်ထားတတ်သောလက်ပတ်နာရီကိုသူ့ထံသို့ပေးအပ်လိုက်သည်သူတာဝန်ကိုအစဉ်ပြေပြေအောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေဟုသာမျှော်လင့်ချက်ထားလိုက်ရတော့သည်သို့တော့ကံကောင်းထောက်မှစွာဖြင့်ယခုတစ်ချိန်တွင်ရှချီသည်နောက်ဆုံးတော့အမှားယွင်းမလုပ်ခဲ့ပေတတ်မှတ်ထားသောအချိန်သို့ရောက်ရှိပြီးနောက်သူသည်တက်စီများကိုအခန်းတစ်ခုလုံးအနှံ့ပပြန်းလိုက်လေသည်ပြင်ဆင်မှုလုပ်ငန်းအလုံးအစဉ်သစ်ဖြစ်သောအခါသူသည်လက်ထက်ရှိမိချစ်ကိုကြစ်ပါအောင်ဆုပ်၍မိရှုရန်ပြင်ဆင်တော့သည်စတင်လှုပ်ဆောင်သည်နှင့်မတော်တဆမှုအနှဲငယ်ဖြစ်ပွားခဲ့သည်မိချစ်ကကြက်မနေသည့်အတွက်ကြောင့်သူလက်လွတ်လိုက်သည်နှင့်မိကငြိမ်းသွားခဲ့သည်အရေးပေါ်အခြေအနေတွင်သူသည်အကြံဉာဏ်ရသွားခဲ့သည်ပထမဦးစွာပတ်စံအိတ်ထဲမှပြား90တန်ကိုထုတ်ယူလိုက်ပြီးထိုငွေဆက်ကူကိုမိရှုကခန်းထဲသို့ပြစ်သွင်းလိုက်တော့သည်မိတောင်များသည်တခဏချင်းအတွင်းကူးဆက်ပြန်ပွားသွားခဲ့သည်ရဲတပ်ဖွဲ့ရောက်ရှိလာခြင်းတွင်မူအခန်းမှာပြားကျမတက်လောင်ကျွမ်းပျက်စီးသွားခဲ့ပြီဖြစ်သည်မိတူးနေသောအပိုင်းအစများသာကြန့်ရှိပြီးဘာသက်တိမှချမ်းမထားခဲ့ပေအတွင်းမှာထိုင်ဖုံး၏ပျက်စီးနေသောအကျွင်းကြံများသာကြံရစ်တော်သည်ရဲတပ်ဖွဲ့၏တေချာစစ်ဆက်စွာလိုက်လံစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင်မိမရှုမီကခေါ်ဆိုခဲ့သောဖုန်းမှတ်တမ်းကိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့သည်ထို့ပြင်ဖုန်းခေါ်ဆိုမှုတဲလုံစာတိုင်းမိရထားဘူရာယုံထိလိုက်လံစုံစမ်းနိုင်ခဲ့သည်လက်မှတ်ရောင်းသူ၏ပြောကြားချက်အရထိုတန်တရားဖြစ်ဖွယ်လူ၏ရုပ်ပိုင်းဆိုင်ရာအတွင်ပြင်လက္ခဏာများကိုသိရှိခဲ့ရသည်အပေါ်ရန်ကြည့်မယ်ဆိုချင်းရှောင်းမင်းသည်ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီဖြစ်တယ်လို့ထင်ရပြီးသို့တော့အဖွဲ့မှုချွေကမှုတနေရာရာတွင်မှားယွင်းနေသည်ဟုအမြဲခံစားနေရသည်အဘဲကြောင့်ဆိုတော့သူထွက်ပြေးခြင်းနဲ့ဆိုရင်တော့မှအိမ်ကိုမိရှို့ပြီးလူသိရှင်ကြားအုပ်အော်တောင်းနေလှုပ်เสียရမလို့တလို့သူတို့ကိုလည်းမိရထားဘူရာယုံထိဒီလောက်လွယ်လွယ်ကူကူလိုက်လံစုံစမ်းခွင့်ပေးเสียရမလို့ဘူးနောက်ပိုင်းတွင်မြို့နယ်ရဲပြုလို့သည်မိရထားဘူရာယုံအတီးတီးတို့ပူပေါင်းဖမ်းဆီးပေးရန်အကြောင်းကြားစာထုတ်ပြန်ခဲ့သည်မိရထားလန်တလျှောက်ရှိဘူတာတိုင်းကိုဖမ်းဆီးရေးတွင်ကူညီပေးရန်ညွှန်ကြားခဲ့ပြီးတစ်ချိန်တည်းမှာပင်ထိုရထားခီးစဉ်၏ဘူတာအားလုံးရှိစောင့်ကြည့်ကင်မရာဗီဒီယိုများကိုပါရယူစစ်ဆေးခဲ့သည်သို့တော့နှမျောစရာကောင်းသည်မှာမြည်သည့်တဲလုံစားများအစအနပင်ရှာမတွေ့ခဲ့ခြင်းဖြစ်သည်ဤချင်းရှောင်းမင်းသည်လူလောကထဲမှအငွေ့ပြန်ပြောက်ကွယ်သွားသည့်အလားဖြစ်နေခဲ့သည်အဖွဲ့မှုချွေသည်ဘူတာယုံအပြင်ဘက်တွင်ရက်လျက်မိတို့များစဉ်းစား၍အပြေမထွက်နိုင်ဖြစ်နေချိန်၌သူ့ညီဖြစ်သူသည်မှောင်ရိပ်ကိုရတနေရာကနေသူတို့၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေသည်ကိုသူလုံးဝမသိရှိခဲ့ပေချွေရဲ၏လူစားလဲခြင်းအကွက်ဆွမ်းပကားသည်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးရေးလမ်းကြောင်းကိုအောင်မြင်စွာလမ်းလွှဲပေးနိုင်ခဲ့သည်သို့တော့ပုံမနှဆိုင်သောအကြက်တဲဆိုးကြီးတဲ့သို့တဖန်ပြန်လဲကြားရောက်သွားခဲ့ရပြန်သည်ယနေ့တွင်တော့ ROE ရှုထောင့်နောက်သို့လိုက်ပြီးစစ်တူရင်ကစားပွဲသို့မဟုတ်အကွက်ချမှုတတိယမြောက်ပိုင်းစိတ်ဖြာချက်ကိုဖွင့်လှစ်လိုက်ကြပါစို့နောက်ပိုင်းတွင်ချွေရဲနှင့်ရှက်ချီတို့သည်ချင်းရှောင်းမင်း၏ရုပ်လောင်းကိုမြုပ်နှံတချို့ပြီးနောက်ချွေရဲသည်ဤနေရာတွင်တင်တာမန်ဘဝသို့ပြန်လဲကူးပြောင်းလုပ်ပြီးကျွတ်သားကြုံယောဂခံစားနေရသောတာဖြစ်သူအားစေကုတာပေးရန်ပတ်စံကိုစူးစမ်းရှာဖွေခြင်းခဲ့သည်သို့တော့ရှက်ချီဟူသောခွာရခတ်သည့်ဒီလူကသူ့နောက်သို့အမြဲတတွတ်လိုက်လံနှောက်ယှက်လိုနေခဲ့သည်ချွေရဲသည်အခက်ခဲပေါင်းများစွာကြားမှရုံထွက်နိုင်ခဲ့ခြင်းဖြစ်သည်သူသည်ယခုကဲ့သို့သောဝက်အဆင့်ရှိသည့်အသင်းပေါ်ကြောင့်အသက်ပါဆုံးရှုံးမိအဖြစ်မျိုးဖြစ်မခံနိုင်ပေပတ်စံရှာရမယ်ဆိုရင်တော့မှသူသည်ယခုကဲ့သို့အဆင့်တန်းနေလာသော
ယခုကဲ့သို့အသက်နှင့်လဲရမည်လမ်းစဉ်မျိုးကိုဘယ်တော့မှအသုံးပြုမည်မဟုတ်ပေထို့ကြောင့်သူသည်ရှက်ချီကိုပြက်ပြက်တသားညှင်းပယ်လိုက်ပြီးဇာတိရဲ့ရွာသို့ကားစီကအမြန်ပြန်ရန်ပြောကြားခဲ့သည်လူနှစ်ဦးသည်လမ်းခွဲကြပြီးမိတိပတ်သက်မှုများမရှိတော့ပေသို့သောရလဒ်အနေဖြင့်ရှက်ချီ၏ဆွဲခေါ်ခြင်းကိုခံရပြန်သည်ထိုအချိန်မှစ၍ချွေရဲသည်လူရိုးလူကောင်းတစ်ယောက်အနေဖြင့်အေးအေးဆေးဆေးနေထိုင်ခြင်းကဲ့သို့လဲဘဝ၏ဖိအားများကသူ့ကိုအသက်ရှူရကျက်စေခဲ့သည်ဇနီးဖြစ်သူကသူအရေးချင်းမရှိဟုဆိုကအပြစ်တင်ပြီးကြွာရှင်းရန်ပူစာသည်တားဖြစ်သူကလည်းရှားပါလာသောကြွသားကြုံယောဂါကိုခံစားနေရသည်အဆိုးရွားဆုံးမှာဤယောဂါသည်အမြင့်ပြတ်အောင်ကုသ၍မရနိုင်ခြင်းဖြစ်သည်ယောဂအခြေအနေသည်ဆက်လက်ဆိုးရွားလာရုံသာရှိပြီးတကူလုံးရှိကြွသားများတဖြည်းဖြည်းကျုံဝင်ကအားနည်းလာမည်ဖြစ်ပြီးနောက်ဆုံးတွင်လုံးဝလေးဖြတ်သွားနိုင်ပြီးအသက်အန္တရာယ်ပင်စိုးရိမ်ရသည်အသက်ကိုဆက်လက်ထိန်းထားနိုင်ရန်နှင့်ယောဂဝေဒနာကိုတက်တာရောပါစေရန်အတွက်ကုသစရိတ်ဆေးဘက်ဆိုင်ရာကိရိယာစရိတ်ပြုစုစောင့်ရှောက်ခစရိတ်စသဖြင့်အကုန်ပေါင်းလိုက်ပါကအနည်းဆုံးငွေတန်းပေါင်းများစွာကုန်ကျမည်ဖြစ်သည်သို့သောသူသည်တလလျင်လစာ1000ကျော်များတာရသောအချိန်ပိုင်းငွေကြီးဆရာတဦးသာဖြစ်ရာမိမိ၏စုဖလားအလုံးကိုထုတ်ရောင်းနေနောက်မှစုဆောင်းထားသမျှငွေအလုံးကိုသုံးစွဲပစ်လိုက်နေနောက်မှဤကဲ့သို့သောမိုးထီအောင်ကြီးမားလာသည့်စေကုသစရိတ်ကိုတာဝန်မယူနိုင်ပေလမ်းပိတ်ဆို့ကပြေးပေါက်မဲ့နေသည့်အချိန်တွင်သူသည်ပတ်စံရှာမိနီလန်းကောက်တစ်ခုကိုစဉ်းစားမိခဲ့သည်ထို့ကြောင့်သူသည်ဒေတာတွင်ရှိနာမည်ကြီးတထေးကြီးတဦးဖြစ်သူဝမ်ဟုံရွေကိုတွားရောက်ရှာဖွေခဲ့သည်အဘဲကြောင့်ဆိုသောထိုတထေးသည်တပြည်နယ်လုံးဆိုင်ရာကိုပြိုင်ပွဲကိုတစ်ချိန်ကပံ့ပိုးကူညီခဲ့ပူပြီးရွှေရဲသည်ထိုပြိုင်ပွဲတွင်ချန်ပီယံပထမဆုကိုစုခုရရှိခဲ့ပူသောကြောင့်ဖြစ်သည်သူသည်ယခုကဲ့သို့မပြောပလောက်သောပတ်သက်မှုကလေးကိုအခြေခံကအလှငွေစပွန်ဆာတွားရောက်တောင်းခံပြီးကိုဝေချီတင်နန်းတစ်ခုကိုပူပေါင်းဖွင့်လှစ်ရန်စိတ်ကူးခဲ့သည်ချမ်းသာသူများ၏ပတ်စံကိုတည်တံ့ရယူရန်အတွက်ဖြစ်သည်သို့တော်မမျှော်လင့်ပဲဝမ်ဟုံရွေ၏အထင်သေးခြင်းနှင့်အတုံးချခြင်းကိုသာခံခဲ့ရသည်ဝမ်ဟုံရွေသည်ဆရာကြီးတင်နန်းဖွင့်လှစ်မိအရေးကိုအနှဲငယ်များစိတ်ဝင်စားပဲချွေရဲ၏ထူးချွန်လာသောကိုကစားခြင်းပညာကိုသာမျက်စိကျပြီးမိမိ၏စီးပွားဖက်ဖြစ်သူဒုံဘင်းဝေးကိုနှိမ်နင်းရန်အတွက်သူ့ကိုအတုံးချရန်ကြံစည်ခဲ့သည်ချွေရဲနှင့်ဒုံဘင်းဝေးလူနှစ်ဦးစလုံးသည်ငယ်စဉ်ခါကပြိုင်ပွဲတစ်ခုတွင်အတူတူရှင်ပြိုင်ခဲ့ကြဘူးသည်ဒုံဘင်းဝေးသည်ထိုစဉ်ကမတမသောနီလန်းလိမ်လည်မှုဖြင့်ချွေရဲကိုအနိုင်ယူခဲ့ခြင်းဖြစ်ပြီးချွေရဲသည်လည်းတစ်ချိန်ကသူ့ကိုစံပြပုဂ္ဂိုလ်အိုင်ဒေါ်တဦးအဖြစ်သတ်မှတ်ခဲ့ဘူးသည်ထို့ကြောင့်ဝမ်ဟုံရွေသည်ဆရာကြီးတင်နန်းကိုပံ့ပိုးပေးမိဟုသောအာမခံချက်ဖြင့်ညှာခေါ်ကချွေရဲကိုမိမိ၏ပြေပတ်ကူညီသူအဖြစ်လှည့်စားခဲ့ပြီးဒုံဘင်းဝေးနှင့်အပြိုင်တစပွဲဆင်နွှဲစေခဲ့သည်ချွေရဲသည်တစ်ဖက်တွင်လည်းတားဖြစ်သူ၏စေကူတာစရိတ်ကိုအမြန်စုဆောင်းလိုစိတ်ပြင်းပြနေသည်အခြားတစ်ဖက်တွင်လည်းမိမိ၏စွမ်းရည်အစစ်အမှန်ဖြင့်တက်တည်ပြလိုသောကြောင့်ထို့ကြောင့်အများကြီးစဉ်းစားမနေတော့ဘဲဤကစားပွဲကိုသဘောတူလက်ခံလိုက်တော့သည်စိတ်လှုပ်ရှားဖွယ်ကောင်းသောကစားပွဲအပြီးတွင်ချွေရဲသည်မိမိ၏စွမ်းရည်အစစ်အမှန်ဖြင့်ဒုံဘင်းဝေးကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့သည်ဝမ်ဟုံရွေ၏စီးပွားရေးမှန်းချက်ကိုအောင်မြင်အောင်ချောချောမွေ့မွေ့ကူညီပေးနိုင်ခဲ့တော်လဲဝမ်ဟုံရွေသည်တာဝန်မကျေစွာအပေါ်ရန်သာဆက်ဆံခဲ့ပြီးဂရိပြက်ကစကားမျိုးမျိုးပြောင်းလဲခဲ့သည်နောက်ဆုံးတွင်ချွေရဲထံသို့မှောင်ကိုသွင်းလာသောအစစ်မမီသည့်လက်ကင်ဖုန်းတစ်လုံးကိုတစ်လုံးသာပေးခဲ့သည်ချွေရဲသည်စိတ်ပြအားငယ်မှုများဖြင့်ပြည့်နှက်သွားပြီးစိတ်မကောင်းစွာဖြင့်သာထွက်ခွာရန်ပြင်ဆင်လိုက်ရတော့သည်ထိုအချိန်တွင်ရှုံးနိမ့်သွားခဲ့သောဒုံဘင်းဝေးသည်သူ့ကိုကိုယ်တိုင်ကိုကြလာရောက်ပြီးထိုစဉ်ကပြိုင်ပွဲ၏အမှန်တရားကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့လေသည်ဒုံဘင်းဝေး၏စကားများသည်ထူရိုက်လိုက်သောတူကြီးတစ်လက်ကဲ့သို့ချွေရဲကိုပြင်းထန်စွာရိုက်ခွဲပစ်လိုက်သည်နှစ်ပေါင်းများစွာအခြေခံထားခဲ့သောကိုကစားခြင်းပေါ်ယုံကြည်မှုကိုသူ့နှလုံးသားထဲရှိနောက်ဆုံးကျန်ရှိနေသောအရာကိုလည်းစိတ်သုံးသွားစေခဲ့သည်စစ်မှန်သောကစားခြင်းအမှုပညာပေါ်ထားရှိသည့်ဆွဲလန်းမှုကိုတားဖြစ်သူ၏စေကူတာစရိတ်ဇနီးတဲ့နှင့်ဝေးကွာမှုဝမ်ဟုံရွေ၏စော်ကားအဆက်ခွဲမှုလက်တွေ့ဘဝ၏ပြင်းထန်လာသောဖိအားအလုံးတို့သည်ပတ်စံရှာရမယ်ဟူသောအတွေ့တစ်ခုတည်းအဖြစ်စူးစီးသွားခဲ့သည်ဒါမှသာဆင်းရဲသားတွေအသက်ရှင်တန်နိုင်မည့်အရေးချင်းအစစ်မှန်ဖြစ်သည်ကိုကစားနည်းဆိုဒီမှာတထင်းများအပြင်းပြေကစားသည့်ကစားစရာတစ်ခုများသာဖြစ်တော်သည်တစ်ချိန်တည်းမှာပင်အလုံးမရှိအကန့်မရှိရှောက်လဲနေသောရှာချီသည်အင်တာနက်ဆိုင်တွင်ဂိမ်းကစားနေစဉ်မတော်တဆပင်ချင်းချောင်းမင်း၏စည်ရင်းစာအုပ်ထဲရှိတိုးဝက်ချက်ကိုရှာဖွေတွေ့ရှိသွားခဲ့သည်မင်းကလေးထွက်ခွာသွားပြီးနောက်တွင်သူသည်စည်ရင်းစာအုပ်မျက်နှာဖုံးကြားထဲမှဝမ်ဟုံရွေ၏လိပ်စာကပ်ပြားတစ်ခုကိုတွေ့ရှိခဲ့သည်အမှန်စင်စစ်စည်ရင်းစာအုပ်ထဲတွင်မှတ်တမ်းတင်ထားသောငွေမီးခွာချမှုအယောင်းအဝယ်များစုမှာဟုံရွေဘီယူကုမ္ပဏီလီမိတက်မှလာခြင်းဖြစ်သည်ဝမ်ဟုံရွေသည်လန်ရွှေမြို့၏အချမ်းသာဆုံးတထင်းကြီးနေရာကိုရရှိထားနိုင်ခြင်းမှာအခြေခံအားဖြင့်မတရားသောနည်းလမ်းဖြင့်ရရှိထားသည့်ပစ္စည်းဥစ္စာများကြောင့်သာဖြစ်သည်ထိုရာသည်ရှာချီအတွက်ချမ်းသာကြွယ်ဝလာစေမည့်အခွင့်အရေးတစ်ခုဖြစ်လာခဲ့သည်သို့သောသူသည်မိမိကိုမိမိညီမျှစွမ်းဆောင်နိုင်သည်ကိုကောင်းစွာသိရှိသည်ဝမ်ဟုံရွေကဲ့သို့သောအမှောင်လောကနှင့်အလင်းလောကနှစ်ဖက်စလုံးတွင်ဩဇာညောင်းသူကိုချိန်ချောက်ရန်မှာအောင်မြင်နိုင်မည့်ရာခိုင်နှုန်းမှာသူမျှနေပါမျှသာရှိသည်ထို့ကြောင့်သူသည်ပထမဆုံးအချိန်၌ပင်ချွေရဲကိုတွားရောက်ရှာဖွေခဲ့ပြီးဝမ်ဟုံရွေ၏လိပ်စာကပ်ပြားကိုသူ့ထံသို့တိုက်ရိုက်ကမ်းပေးလိုက်တော်သည်လောလောဆယ်ဤနေရာတွင်အဆုံးသတ်လိုက်ပါသည်နောက်ထပ်ပိုင်းတွင်ပြန်လည်ဆုံတွေ့ကြတာပေါ့